ဒီနီးပြတွေကတယောက်ကိုသာခန့်လိုက်ရင် United ရွှေရောင်နေရက်တွေကိုပြန်မြင်ရပြီ။ပရိသတ်များဝဲမင်္ဂလာများဒင်္ဂါစပေါ့ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်။မန်ချက်နိုင်တက်အတွက်တော့ဒီရက်သဘက်ဟာအတော်လေးကိုအလုံးရှုပ်တဲ့နေ့ရက်တွေပါပဲ။ဇန်နဝါရီပြောင်းရွှေ့ဈေးကွက်ဖွင့်လှစ်လိုက်ခြင်းနဲ့အတူ United တို့ကစားမအသစ်တွေမခေါ်ခင်မှာနီးပြရိုဝင်အမေရီကိုယာရုကနေရင်ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။မော်ဒန်ခေတ်ဘောလုံးလောကမှာနီးပြတွေထုတ်ခံရတာကမထူးဆန်းပေမဲ့အမေရီတယောက် United နီးပြယာရုကနေအထုတ်ခံရတဲ့ကိစ္စကတော့နည်းနည်းလေး surprise ဖြစ်ခဲ့လို့ပြောအောင်မှာဖြစ်ပါတယ်။လက်ရှိချိန်မှာ United ဟာယာတီကုန်တဲ့အထိယာယီနီးပြဘယ်သူကိုထားရမလဲ။ရာသီကုန်မှာအမြဲတမ်းနှီးပြအဖြစ်ဘယ်သူကိုတာဝန်ပေးရမလဲဆိုတဲ့ကိစ္စတွေနဲ့ရှုပ်ထွေးနေတာဖြစ်ပါတယ်။လောလောဆယ်တော့လာမယ့် Brighton နဲ့ FA ပွဲစဉ်ကို Fletcher ကပဲဆက်လက်တာဝန်ယူသွားမှာဖြစ်ပြီးအဲဒီပွဲစဉ်အပေးမှာတော့ရာသီကုန်ထိကင်တွင်မဲ့ယာယီနီးပြကိုသိရမှာဖြစ်ပါတယ်။ United ရဝင်းကလာတဲ့သတင်းတွေအရအသင်းရဲ့ကနဝင်ကစားသမားလည်းဖြစ်တယ်လို့နီးပြဟောင်းလည်းဖြစ်တဲ့ဆိုရှာဟာယာယီနီးပြဖြစ်လာဖို့အတွက်ရည်ပန်းစားနေပါတယ်။ဒီယာယီနီးပြကဘယ်သူပဲဖြစ်နေပါစေ United အနေနဲ့ရာသီကုန်မှာတော့အမြဲတမ်းနီးပြအတူကိုတေချာပေါက်ခန့်အပ်သွားဖို့လိုအပ်နေကြတာဖြစ်ပါတယ်။ဒီတော့ United ရဲ့အမြဲတမ်းနီးပြအဖြစ်ဘယ်သူကိုခန့်အပ်သွားမလဲဆိုတာကလည်းစဉ်းစားခက်တဲ့ကိစ္စတစ်ခုပါပဲ။ United ဟာ Mourinho, Ten Hag, Van Gaal တို့လိုမျိုးထိပ်တန်းနီးပြတွေကိုခန့်အပ်ခဲ့ပေမဲ့လည်း Premier League ဖလားကိုပြန်လည်ရောက်နိုင်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့ United အတွက်အရင်တုန်းကလိုရွှေရောင်နေ့ရက်တွေကိုပြန်လည်ရအောင်ပေးနိုင်တဲ့နီးပြတွေကတော့လာမယ့်နေရာစီဈေးကွက်ထဲမှာတန်းစီစောင့်ကြိုနေပါတယ်။သူတို့တွေကတော့နံပါတ်1 Luis Henrique အကြောင်းကတော့ထွေထူးမိတ်ဆက်ပေးနေစရာလိုပဲမထင်ပါဘူး။စပိန်လူမျိုးနီးပြဟာဘာစီလိုနာအသင်းနဲ့တူချန်ပီယံလိဖလားပါဝင်တရားသီအတွင်းစူပလာ3လုံးရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ပြီးခဲ့တဲ့ရာသီတုန်းကလည်း PSG အတွက်ပထမဆုံးချန်ပီယံလိဖလားရယူပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် PSG အသင်းကိုသမိုင်းတစ်လျှောက်တရားသီအတွင်းဖလား6လုံးရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးပြီးခဲ့တဲ့ပြင်သစ်စူပါဖလားပြိုင်ပွဲမှာလည်းမာဆေးအသင်းကိုပနတီအဆုံးဖြတ်တဲ့နိုင်ယူကနောက်ထပ်ဖလားတစ်လုံးကိုထပ်မံရယူပေးခဲ့ဖြစ်ပါတယ်။ဒါအပြင်အန်ရီကေးဟာလူငယ်တွေကိုအလေးပေးတဲ့နီးပြတူဖြစ်ပြီးကလပ်အသင်းအတွေ့အကြုံပြင်နိုင်ငံအသင်းနဲ့လည်းနီးပြအတွေ့အကြုံကောင်းကောင်းရှိတဲ့သူဖြစ်ပါတယ်။ဟင်ရီကေးဟာဒီယာဒီကောင်မှာ PSG နဲ့လမ်းခွဲတော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။ဟင်ရီကေးသာ United ကိုရောက်လာခဲ့မယ်ဆိုရင် Old Trafford ရဲ့နေ့ရက်တွေကပြောင်းလဲသွားနိုင်ပါတယ်။နံပါတ်2 Thomas Tuchel ဒူချာချဲစီးတဲ့လူပရီးမီးယားလိမှာအတွေ့အကြုံကောင်းကောင်းရှိတဲ့နီးပြတူဖြစ်ပါတယ်။သူက2021ခုနှစ်မှာချဲစီအသင်းအတွက်ဒုတိယအကြိမ်မြောက်ချန်ပီယံလိဖလားကိုရအောင်ပေးနိုင်ခဲ့သူပါ။ဂျာမန်လူမျိုးနီးပြဟာကစားကွက်မျိုးပြောင်းလဲကစားတတ်သူဖြစ်တယ်လို့နီးပြပြောင်းလဲလို့ရမှာလဲတော်လေးထိုးချုံခဲ့သူဖြစ်ပါတယ်။လက်ရှိအချိန်မှာအင်္ဂလန်ရေးစင်အသင်းကိုကင်တွင်နေပြီးချင်းတဲ့3កောင်ကိုကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်ပေးထားနိုင်တာဖြစ်ပါတယ်။ဒူချင်နဲ့အင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA တို့ချုပ်ဆိုထားတဲ့စာချုပ်ဟာ2026ကမ္ဘာ့ဖလားပြီးမှကုန်ဆုံးမှာဖြစ်တာကြောင့်အင်္ဂလန်သာကမ္ဘာ့ဖလားမှာကြာရှုံးခဲ့မယ်ဆိုရင်ဒူချင်ဟာလည်း United တို့ထင်စဉ်းစားတဲ့နီးပြကြောင်ဖြစ်နေပါတယ်။သူဟာပရီးမီးယားလိအတွေ့အကြုံရှိပြီးသားဖြစ်တယ်လို့ United ကိုနီးပြခြင်းနဲ့ဆိုပြီးသတင်းတွေထွက်ပေါ်ခဲ့မှုသူဖြစ်ပါတယ်။နံပါတ်3ဆာဗီဟာနန်နဲ့ဆာဗီယာ professional နီးပြဘွားအစကနေကဆော်ဒီမြန်မာအမခန်းကစားဟန်ကိုချပြခဲ့သူပါ။ဘာစနာကိုကင်တွယ်တော့လဲလာလီဂါဖလားကိုပြန်လည်ရယူပေးနိုင်ခဲ့တဲ့ပြင်ရာမယ်ကာဘီပီရီတို့လိုမျိုးလူငယ်ကစားမတွေကိုပို့ပြီးအယောင်တောင်းစေခဲ့သူဖြစ်ပါတယ်။ United ရဲ့ကစားကွက်ကိုပြောင်းလဲပေးနိုင်တဲ့နီးပြမျိုးဖြစ်ပြီးတော့သူသာရောက်လာခဲ့မယ်ဆိုရင် United ဟာအင်္ဂလန်ရဲ့ဘာစီလိုနာတောင်ဖြစ်သွားနိုင်ပါတယ်။ဒါ့အပြင်မိုင်နူယိုယိုဟေဗန်ရှေလီစီဂျက်ဖလက်ချာလိုလူငယ်ကစားမတွေရဲ့အနာဂတ်ဟာလည်းရွှေရောင်နေနဲ့ဖုံးလန်းသွားနိုင်ပါတယ်။ United ပြည်သက်တွေကရောဒီနီးပြတွေကဘသူ့ကိုအသင်းရဲ့နီးပြဖြစ်မြင်တွေ့ချင်ပါတယ်လဲအောက်ကကွန်မန့်မှာမှတ်ချက်ပေးပြီးတော့ဆွေးနွေးသွားလို့ရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။